ကျွန်တော်ပြောမယ်ကျွန်တော်တို့လည်းအထက်ကမင်းနဲ့လုံနေတာ သူတို့ကငါနဲ့ဆက်ကမိတ်နဲ့လုံနေတာဒီလား ဘာလို့ကြော်ရဲဆိုရင် ကြော်လေမင်းတို့လည်းငါတို့ကြော်လာတယ်ပဲလေခွာလာပဲလေဟုတ်လားမလားဟမ် မင်းခါခိုးမှမနေလို့ဆိုငါခါခိုး မနေဘူးလေငါလည်းမင်းတို့အနေမပေးဘူးလေ ဘာဖြစ်လို့ခုဝင်လာတာ ဝင်လာတယ်လေငါလူကမင်းတို့လူကရပြပြီးလုံနေတာလေဟုတ်လားငါလည်း ဘာရောပြနေလို့လား မင်းတို့မရပြ ငါတို့နေမြေ ငါတန်းလေဟုတ်တယ်မင်းတို့နေနေငါပြောတယ်ခဏနေတော့ခဏမင်းတို့ရလာပြပြီးတော့ဒီလိုလာပြီးတော့ ပြလာတယ်မင်းတို့လိုဘာဖြစ်သွားလို့ငါတို့ဘာလုပ်လဲ ငါဘာမလို့ ငါကချင်းလား ငါလည်းမသိဘူးလေငါလည်းဘာမလို့သေးဘူးလေ ငိုလာတဲ့ဆိုငိုလာတဲ့ငါလုံးမဒီကငါတို့နေမြေကွာ အေးဟုတ်တယ်မင်းတို့နေမေဒါမဲ့ငါတို့တိုက်ယူရလားနောက်မှငါတို့ပြည့်စည်ပြောရတယ် ငါပြောမယ်မင်းတို့တားရင်လို့ရတယ်ဆိုရင်မင်းတို့နေမြေငါလာတိုက်ရရောက်လား ပတ်တိုက်မင်းတို့မှ ဒါငါတို့နေမြေမင်းတို့ငါတို့ခွင့်မတောင်းနဲ့လာမတိုင်းနဲ့ချော ဟုတ်ပြီပတ်တိုက်လေဟာ မာကင်မရိုအဲ့လိုမျိုးသားလုပ်ချက်ဆိုငါတို့အဲ့ဘက်ကိုလို့ရောက်လာဆိုရင်ခိုင်မင်းကမင်းကိုနဲ့ဆိုတော့မကိုဘူးလေ ဟိုမှာဟဲ့ကက်စီရပါတော့ဘာလို့နေရလဲငါတို့ပြောကက်စီတော့ပါဆိုမစိုးဘူး ဒါချောင်းသားနေမြေလို့နေတာငါတို့လည်းဘာမှမဆိုင်ဘူး သမားနေနေဟုတ်လားပြောကြည့်လား သူတို့နေမြေလို့သွန်းနေတာ ဟုတ်ပြီငါဘာ အခုပဲနေတာမဟုတ်ဘူး ဟုတ်ပြီဟဲ့ဒါမင်း မင်းတို့ပြန်ထုတ်လိုက်အခု ဟုတ်တယ်ဟုတ်မယ်ဟဲ့ အခုလာတဲ့လူတို့ပြန်ထုတ်လိုက် နေကောင်းဟုတ်မယ်ဟဲ့နော်